အားလုံးပဲမင်္ဂလာပါ Eric ကပြန်နေပြန်နေကြိုဆိုပါရစေဒီနေ့ Eric ကMaltaကိုဘယ်လိုသွားရလဲဆိုတဲ့အကြောင်းကို share လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Eric တို့က Eric ကနေပြီးတော့ Ivan Batuta ကြီးကိုယထာစီပြီးတော့သွားရမှာဖြစ်ပါတယ်ဘာလို့ဆိုတော့ Eric တို့ကအဘူဒါဘီကနေမှတဆင်မာလီကိုလင်းကြည့်ရမှာပေါ့နော်ဆိုတော့လင်းချင်းရလဲ7:45ဆိုတော့ဟို3နာရီကြိုရောက်မှာဖြစ်လို့မနက်စောစော9နာရီကနေထားပြီးတော့မှကားစီသွားမှာဖြစ်ပါတယ်The next station is ADCP. အမေရိကန်နေမှာတဆင်ဂျဘယ်လီကိုယထာစီပြီးတော့ဂျဘယ်လီမှာတဆင်အိုင်ဗန်ဘတူရာတီကိုယထာပြန်ပြောင်းစီရပါတယ်ရှက်တဲ့ဘက်ကိုစီးဖို့အတွက်အိုင်ဗန်ဘတူတာမှာဆင်းပြီးတော့မှဒီဘက်ဒီ gate number 9ကိုပတ်စီရမှာဖြစ်ပါတယ်။ gate number 9ကဘယ်နာလဲဆိုတော့ Premier Inn ဆိုတဲ့ hotel ရှိမှရှိပါတယ်။ဒါကတော့ဒီ Abu Dhabi Airport ကိုတွားဖို့အတွက် shuttle bus ပါ။သူကတနေ့ကို24နာရီထွက်တယ်ပေါ့နော်။တနာရီကိုချတယောက်ကို35ကျပ်ပေးရပါတယ်။အဲဒါဆိုလို့ရှိရင်တော့ Abu Dhabi Airport ကိုတက်ရောက်ပါတယ်။ Abu Dhabi Airport တွားဖို့အတွက် E101 နဲ့ E102 ဆိုပြီးတော့ကားနှစ်စီးလည်းရှိသေးတယ်။အဲ့ဒီကားတွေကိုလည်းစီးလို့ရပါတယ်။ခုဆိုရှင်တော့ Ivan Batuta နေပြီးတော့မှတဆင်Abu Dhabi Airport ကိုစထွက်ပါတယ်။ Ivan Batuta နေပြီးတော့စီးမယ်ဆိုလို့ရှင်တော့ကားတနာရီလောက်ပဲစီးရပါတယ်။အဲ့ဒီတော့စထွက်တာ9နာရီကျော်လေးပေါ့နော်။ဟိုရောက်တော့10နာရီတိရောက်ပါတယ်။10နာရီတိပေါ့နော်။အဲ့လောက်ကိုရောက်ပါတယ်။အခုဆိုလို့ရှင်တော့ Abu Dhabi Airport ရှိကိုတောင်းနေပါပြီရောက်သွားတာကမနက်7:00 နာရီလောက်ပေါ့နော်ဆိုတော့ check-in counter ကိုလိုက်ရှာပြီးတော့ check-in ဝင်လို့ရပါပြီဆိုတော့3 နာရီလောက်ကြိုးပြီးတော့ဖွင့်တာပေါ့နော် check-in counter ဖွင့်လို့ရ check-in counter မှာတော့ check-in ဝင်ခဲ့ပြီဆိုပေမဲ့လို့ဟိုမှာဂိတ်ကမဖွင့်သေးဘူးwhistle ကနည်းနည်းလေးတော့ delay ဖြစ်တယ်ပေါ့နော်ဒါကဟိုထဲဝင်ပြီးတော့မှလင်းစီဖို့အတွက်စောင့်နေရပါအခုတော့လင်းစီဖို့အတွက်အောက်ကနေပြီးတော့လမ်းဆင်းရှောက်နေရပါတယ်လင်းစီချိန်က9နာရီကျော်လောက်တော့စီရတယ်ခုဆိုရှင်တော့လင်းနဲ့ပူတာပြန်နေဆက်ထွက်သွားပါပြီ
9 နိုင်လောက်စီးပြီးတဲ့အချိန်မှာတော့မာလီရဲ့လေစိတ်ကိုရောက်ပါတယ်လေစိတ်ရောက်တဲ့ခါမှာတော့ဒီholiday factory က local guy ကနေပြီးတော့လာကြိုးပေးတယ်ပေါ့နော်အဲ့ဒါကို hotel ရောက်တဲ့အထိသူအကုန်လုံးလုပ်ပေးတယ်ပေါ့နော်ရောက်သွားတာကညနေ6 နာရီကျော်လောက်ပေါ့နော်ဒီလေဆိပ်ကနေပြီးတော့ဟိုတယ်ကိုတော့15မိနစ်10မိနစ်15မိနစ်လောက်စီးရသေးတယ်နီးတာနီးနီးလေးပေါ့နော်အဓိကသူတို့ကားပိတ်နေရတွေပါလေးရှိတဲ့အတွက်ကြောင့်6 နာရီကျော်9 နာရီလောက်မှရောက်သွားတယ်ရောက်ပြီးချင်းမှာပဲအဲဒီတို့ကဖနက်စီကိုထွန်ပြီးကြံခဲ့တဲ့အတွက်ကြောင့်ပေါ့နော်ဖနက်ရှာလိုက်ရှာဝယ်ဖို့အတွက်သူတို့ဒီဟိုမာလေးပေါ့နော်သူတို့ဒီကျွန်းရဲ့နေရာဆိုင်လေးတွေကိုတစ်ချက်လိုက်ရှာဖြစ်တယ်ဆိုင်နေရာလေးတွေကချစ်ဖို့ကောင်းတယ်တောက်ထားတာလေးတွေကစနစ်တကျလေးနဲ့ပေါ့နော်သူတို့ရှိမှတိုက်အကြီးကြီးမရှိဘူးဆိုပေမဲ့အမြင့်ဆုံးကတော့9 ထပ်6 ထပ်လောက်တော့ရှိမယ်စိုက်ထားတာပေါ့နော်ဒီတိုက်ဒီဇိုင်းနဲ့လမ်းကြားလေးဆိုလို့ရှိရင်တန်းရှင်းတက်ရပြီးတော့မှရန်ကိုနေချင်စရာလေးဒါကအဲရီတိုရဲ့ဒုတိယနေ့ပေါ့နော်ပထမဆုံးရောက်တဲ့ရက်မှာဒါကဟိုတယ်ရှိတဲ့ကမ်းခြေလေးဖြစ်ပါတယ်လူကတော့အရင်မများပါဘူးနာမည်ကြီးတဲ့ကျွန်းတွေလောက်တော့တူတော့မရှိဘူးပေါ့နော်ဒါမှနည်းနည်းပါတော့ရှိပါတယ်ပထမဆုံးရက်ကိုအဲရီတိုက Island Adventure Cruising Package ကိုရွေးလိုက်တယ်ပေါ့နော်တယောက်ကို$65ပေးရပါတယ်ပထမဆုံးသူတို့ offer လုပ်ထားတဲ့အထဲမှာတော့$120ပေးရမယ်လို့ပြောပေမဲ့လို့အခုချိန်ကလူနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်သူကပုတ်အသေးနဲ့လိုက်ပုံမှာဖြစ်တယ်ပေါ့နော်ဆိုတော့ hotel ကနေပြီးတော့ jetty ကိုသူတို့ကားနဲ့လာကြိုပါတယ် jetty မှာလူစုပြီးတော့လူပြေးတာနဲ့ Erito ရဲ့ခီးစဉ်ကအစားမှာဖြစ်ပါတယ်ဆိုလို့ရှိရင်တော့စားပြီးတော့တပါပြီအုတ်သေးလေးနဲ့သူတို့အရင်ဆုံးကဒီ dolphin ပေါ့နော် dolphin ကိုအရင်ဆုံးလိုက်ပြပါတယ် dolphin ရှိတဲ့နေရာကို14ကိုမောင်းပြီးတော့မှကျင်းဝင်ရက်ပြီးတော့ပေါ့နော်နိုင်ဝက်လောက်သူတို့တစ်ချက်ဒီဝေလာကကြည်ပါတယ်ထောက်ပင်နေကြည့်ပြီးဆိုလို့ရှင်တော့အဲ့ဒီတော့ snorkeling သွားလုပ်ပါတယ်သူတို့ဒီအနီးအနားမှာရှိတဲ့ကျွန်းတစ်ကျွန်းမှာဒီ snorkeling လုပ်လို့ရတဲ့နေရာကိုတွားပြီးတော့ဒီရေအောက်ကရှိတဲ့ငါးတွေရဲ့အလှတွေပေါ့နော်အဲ့ဒါတွေကိုလိုက်ပြပါတယ်အဲ့မှာကတော့အဲ့ဒီတော့တနားရီလောက်ငါးရီကြည့်ပြရတယ်နော်တနားလောက်ကြည့်ပြီးတဲ့အချိန်မှာတော့ local island ကိုတွားဖို့အတွက်ပြင်ဆင်ရပါတယ်ဒီ snorkeling လုပ်ပြီးတော့အခုကဒီသူတို့ရဲ့ local ကျွန်းတစ်ကျွန်းကိုသွားနေတာပါလမ်းတစ်လျှောက်လုံးမှာလည်းဒီရှူကင်းတွေကအရန်ကိုလာတယ်ရေတွေလည်းအရန်ပြပြီးတော့အောက်ဒီကိုတော့မြင်ရတယ်ပေါ့နော်ရန်ကိုပြောစရာကောင်းပါတယ်ဒါပေမဲ့နေရတော့အရန်ပူတယ်ပေါ့နော်သွားမယ်ဆိုလို့ရှင်တော့ဒီ sun cream နဲ့နေကမျက်မှန်ကိုမပါမဖြစ်ပအောင်ယူသွားဖို့ Eric ကတော့တိုက်တွန်းပါတယ်ခုကသူတို့ရဲ့ local ကျွန်းပေါ့နော် Himafushi ကျွန်းကိုရောက်ပါတယ်အရင်ဆုံးသူတို့ local guide ပေါ့နော်သူကနေဒီရွာထဲကြီးကျွန်းထဲမှာစာတင်ကျောင်းနေ yes can နေပါညာရှိရဲဆိုတော့အားလုံးသူက
ပြရတယ်ပေါ့နော်ပြီးတော့ဒီကျွန်းမှာအဲ့ဒီကိုသူကနေ့လည်စာကျွေးမှာပေါ့နော်ဘူဖေးနေ့လည်စာကျွေးမှာပါဆိုင်ကအိန္ဒိယစားတောက်စီရမ်းနဲ့စားတောက်ဆိုင်ပေါ့နော်အရင်ဆုံးအဲ့ဒီတို့နေ့လည်စာတော့မစားခင်သူတို့ရွာကိုခဏလက်ကြည့်တယ်ပေါ့နော်လက်ကြည့်ပြီးတော့မှသူတို့ဒီကျွန်းမှာရှိတဲ့ဒီလက်ဆောင်ပစ္စည်းတွေရောင်းတဲ့ဆိုင်ကိုလည်းလိုက်ပြပါတယ်အဲ့ဒီတို့သွားတဲ့နေ့ကရာသီဥတုကရုတ်တရက်ကြီးပေါ့နော်မိုးရွာလာတယ်လေလည်းအရင်တိုက်လာတယ်ဆိုတော့အခုကတော့မိုးမရွာသေးဘူးပေါ့နော်ဒါပေမဲ့မိုးဖွယ်ဖွယ်လေးရွာနေတယ်ဒီဘက် snorkeling လုပ်ပြီးတဲ့အချိန်မှာဒီဘက်ကျွန်းဝင်လာတဲ့အချိန်မှာမိုးစာရွာတယ်ပေါ့နော်လေလည်းတိုက်လာတယ်ဆိုတော့အခုကမိုးလည်းရွာနေတယ်လေလည်းအရင်တိုက်နေတယ်ဒါပေမဲ့ရာကောင်းနေတော့တီးနေရပေါ့နော်မိုးရွာပြီမလို့ဒါကတော့သူတို့လူပဲကျွန်းမှာရှိတဲ့လက်ဆောင်ပစ္စည်းတွေရောင်းနေဆိုင်ဖြစ်ပါတယ်။ဆိုင်ထဲမှာတော့ပစ္စည်းတွေကတော့တော်တော်စုံပါတယ်ဗောနော်။သူတို့ပစ္စည်းတွေရောင်းတာတော့အကုန်လုံးအားလုံးကတော့သူဒေါ်လာနဲ့ပဲရောင်းပါတယ်။ဒေါ်လာမရှိဘူးဆိုရင်တော့မှပဲဒီ local ငွေကိုဒေါ်လာနဲ့ကိုက်ပြီးတော့မှသူတို့ယူရဲဗောနော်။ပစ္စည်းတွေကတော့လှပါတယ်။ဈေးရလည်းကောင်းတယ်ဗောနော်။ဆိုတော့အဲ့ဒီတော့မွေးခဲ့ပါဘူးပါမ။ဒါကလေတွေရန်တိုက်ပြီးတော့မိုးရွာနေတာပေါ့နော်အဲဒီကိုကျွေးတဲ့ဆိုင်ရဲ့ဘဝနေပြီးပြရအမြင်ဝင်ဖြစ်ပါတယ်ဒါကဒေး3ပေါ့နော်အဲဒီတို့ကစီနမွန်ဟိုတယ်ကိုတွားပြီးတော့ visit သွားလုပ်ခဲ့ပါတယ် visit သွားဖို့အတွက်အရင်တော့ဆိုလို့ရှင်သူတို့ကfree visit လုပ်လက်ခံတယ်လို့ပြောရဲပေါ့နော်ဒါပေမဲ့အခုကတော့သူတို့ရှိမှာနေ့လည်စာစားမှသာသူတို့ရှိကိုအလဲလက်ခံတယ်လို့ပြောပါတယ်ဆိုတော့အဲဒီတို့ကဒီနေ့လည်စာစားဖို့အတွက်တယောက်ကို$59အသုံးပေးရပါတယ်ပြီးတော့ဒီသူတို့ရဲ့ hotel ကျွန်းထဲမှာရှိတဲ့ဒီ hotel asset ပေါ့နော် asset တော်များများကလည်းvisitor တွေကိုလက်ခံပေးမယ်လို့သူတို့ဘာဘက်ကိုတော့လက်မခံဘူးပေါ့နော်အဲထဲမှာစားတော့ထားရအားလုံးကိုတော့ဒီမပြန်ခင်မှာသူတို့ရဲ့ reception နဲ့မှာရှင်းပြရမှာဖြစ်ပါတယ်ပထမဦးဆုံး area ကတော့သူတို့ရဲ့ဒီ hotel ပတ်ဝန်းကျင်ပေါ့နော်တစ်ချက်လိုက်ပြီးတော့လေ့လာဖြစ်ပါတယ်အရင်ဆုံး area တို့တက်ပုံရိုက်ဖို့အတွက်ဒီပင်ရေပေါ်ကဒီဗီလာတွေဘက်ကိုအရင်ဆုံးသွားနေတာဖြစ်ပါတယ်ဒါတွေကတော့သူတို့ရဲ့ဗီလာတွေပေါ့နော်ဒီကျုံးမှာရှိတဲ့ဗီလာတွေကိုသွားတဲ့လမ်းမှာသူတို့စောက်ထားတဲ့ပုံစံလေးတွေပါရမ်းကိုလာပါတယ်ဒါကတော့အခု Erica ဒီရေပေါ်ဗီလာဘက်ကိုသွားပြီးတော့တပုံသွားရနေတာဖြစ်ပါတယ်ဆိုတော့Ericaဒီဘက်ကျွန်းဘက်ကိုပြန်လာပါတယ်ဒါကတော့ကျွန်းပေါ်မှာရှိတဲ့တဘာဝတိုင်းပေါက်နေတဲ့ပင်တွေပေါ့နော်ရန်ကုန်မှာနေကျင်စရာလေးတွေပေါ့နော်စောက်ထားတာဒီရဒါကပထမဆုံးအဲဒီလိုဝင်ချင်းမှာရောက်ခဲ့တဲ့ beach bar ဘက်ကိုပြန်သွားတာပါခုရောက်နေတဲ့နေရာကတော့သူတို့ကျွန်းမှာရှိတဲ့ surfing လုပ်တဲ့နေရာဖြစ်ပါတယ်ဒါက Erica
story ရိုက်ထားတဲ့ပုံပေါ့နော်ဗီဒီယိုရိုက်ထားမှလာလို့ပါဒါကတော့ beach bar ရှိမှရှိတယ်ဒီအိမ်လေးတွေနဲ့ဒီမှာကြည့်လို့ရတဲ့နေရာလေးပါဒါကတော့၄ရက်မြောက်နေ့မှာပေါ့နော်အဲဒီတို့က cross road ကိုသွားလို့ရွေးထည့်ထားပါတယ် cross road ကိုသွားမယ်ဆိုလို့ရှိရင်တော့ online အနေနဲ့စင်သူတို့ရှိ booking လုပ်ရတယ်ပေါ့နော်ကိုသွားမဲ့ချိန်ကိုပြန်မဲ့ချိန်ကိုတခြားလေးထည့်ပြီးတော့သူတို့ကဒီမောနဲ့လာကြိုးပါတယ်သွားဖို့ကတော့ဟိုမှာသုံးဖို့စိတ်ကိုတော့သူကအနည်းဆုံးဒေါ်လာ20တက်မှတ်ထားပါတယ်ဒေါ်လာ20မပြည့်ဘူးဆိုလို့ရှိရင်တော့ကိုပြန်ထွက်တဲ့ချိန်မှာသူတို့ကဒေါ်လာ20ကိုပေးရမယ်ပေါ့နော်ကိုသုံးတဲ့ပမာဏပုံမူတည်ပြီးလိုအပ်တဲ့အမောင်းကိုထပ်ပေးရမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီတို့ကအမှကနေလေစာစားလိုက်တာတယောက်ကိုဒေါ်လာ2ယောက်ပေါင်းကို89ဒေါ်လာကျသွားရဲဆိုတော့ထပ်ပေးကြမလို့တော့ပေါ့နော်လေပြီးတော့တဲ့အချိန်မှာအဲဒီတို့ကညနေ3-4နာရီပေါ့နော်ဒီနိုင်မှာပြန်ပြီးတော့မာလီကိုပြန်ကြပါတယ်မာလီပြန်ပြီးတော့မာလီမှာတော့ချောင်းလေတော့ပဲလေသူတို့မျိုးရဲကိုနည်းနည်းတော့ထည့်ကြည့်လိုက်ပြီပေါ့နော်ဒါပေမဲ့တို့အဲဒီတို့နေတဲ့ဟိုမာလီကတော့မာလီကနေပြန်ကောင်းလို့အဲဒီမှာထင်တယ်9 ရက်မြောက်နေ့မှာတော့အဲဒီတို့ကဒီပထမဆုံးသွားတဲ့နေ့မှာစမ်းပန်းကိုမသွားရရဘူးပေါ့နော်ရာသီဥတုအရင်စိုးနေတဲ့ချင်းကြောင့်ဒါကြောင့်ဒီ9 ရက်မြောက်နေ့မှာဒီကျွန်းကိုသွားရတဲ့ခီးစဉ်ကိုပဲပြန်ယူလိုက်တယ်ပေါ့နော်အဲဒီနေ့မှာတော့အဲဒီတို့ရဲ့ဒုတိယမြောက်နေ့ဖြစ်တဲ့အတွက်ကြောင့်သူတို့က discount ပေးရပေါ့နော်တယောက်ကိုဒေါ်လာ50နဲ့ပဲပေးခဲ့ပါတယ်ဒီသွားတာကတော့ပထမနေ့အတိုင်းပဲပေါ့နော်အရင်ဆုံး dolphin ကြီးတဲ့ snorkeling လုပ်တဲ့ကျွန်းကိုလည်းပြီးကြမှာစမ်းပန်းကိုသွားပြီးတော့တက်ပုံရိုက်တယ်ပေါ့နော်နောက်ဆုံးနေ့မှာတော့အဲဒီတို့ကလှေလော်ပြီးတော့ညနေ9 နာရီ flight ဖြစ်တဲ့အတွက်ကြောင့်4 နာရီမှာဟိုတယ်ကနေပြီးတော့လေးစိတ်ကိုလိုက်ပို့ပါတယ်မာလီကနေပြီးတော့အဘူဒါဘီကိုညနေ9 နာရီ 15 မိနစ်လောက်မှာထွက်ပြီးတော့အဘူဒါဘီကိုတော့နေ့12 နာရီလောက်မှာပြန်ရပါတယ်အခုဆိုရင်Ericရဲ့ဒီဒူဘိုင်းကနေပြီးတော့မာလီကိုတော့ခီးစဉ်ကိုအားလုံးပဲကျော်ရှင်ပြင်ဆင်လိုက်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်သွားမယ့်ခီးတွေကိုလည်းဆက်လက်ပြီးတော့အားပေးကြပါအောင်ပြောချင်ပါတယ်